မြန်မာနိုင်ငံလုံးအတွက်အင်မတန်မှအရေးကြီးတဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပရိသတ်ကြီးတို့ရေဂျိုရှူအာဘန်နဲ့ Tesrit Taran ကတော့ထိုးသက်ကြတော့မှာပါအခု Tesrit Taran ဘက်ကနေပြီးတော့ Joshua Ban ကိုတရားရခိုင်နှုန်းအနိုင်ရဖို့အတွက်လုံးဝကိုဗျာပရိသတ်တွေအနေနဲ့မတွေးဆနိုင်တဲ့စူးစမ်းမှုနှုန်းနဲ့သူလှုပ်လိုက်ပြီပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဒါပုဂ္ဂိုလ်ရေးရတော်လောကောင်းနိုင်ငံနဲ့တော်လောကောင်းအင်မတန်မှဒါဆက်ဆိုင်နေရဖြစ်တဲ့အတွက်ဂျပန်နိုင်ငံမှာ UFC ရဲ့ပထမအဆုံးသောချန်ပီယံပေါ်ပေါက်ဖို့အတွက်ကိုသူတို့ကအကုန်လုံးတနိုင်ငံလုံးသူတို့ဂျပန်နိုင်ငံတနိုင်ငံလုံးဒါစူးစူးစီးစီးနဲ့ကိုဒီ Joshua Ban ကိုအနိုင်ရမယ့်နီလန်တွေကိုပေါ်ထုတ်ချပြီးတော့လှုပ်ဆောင်နေတဲ့တဲ့တွေထွက်ပေါ်လာနေတယ်ပေါ့နော် Joshua Ban နဲ့ထုတ်သက်ခဲ့မှုတဲ့ Resuya ဟာဆိုရင်လည်းပဲဒါ Joshua Ban ကိုဘယ်လိုမျိုးလဲချရမလဲဆိုတော့ကအစ Tesrit Taran နဲ့ကြိုတင်တိုင်ပင်ထားပြီးဖြစ်ပြီးတော့တကယ်ကိုမှအကုန်လုံးတော့ဂျပန်နိုင်ငံမှာရှိတဲ့ဖွဲ့စည်းတော်များများကဒါ analysis လုပ်ပြီးတော့ Joshua Ban ကိုအနိုင်ရမယ့်ကိစ္စကိုဖော်ထုတ်လိုက်ကြပြီးဖြစ်ချောင်းတဲ့တဲ့တွေထွက်ပေါ်လာနေတာပါအဲ့လောက်တက်ကိုသူတို့ဘက်ကပြင်ဆင်ထားတာပါဘာကြောင့်လဲဆိုတော့သူတို့ဟာ UFC မှာချန်ပီယံပေါ်ထုတ်မှုအတွက်ကိုသူတို့အရန်လိုချင်နေကြတာဖြစ်ပြီးတော့ဒီကုန်ဖို့သူတို့ရအောင်ယူမှာဖြစ်ချောင်းလေးကြားသိရတယ်ပေါ့နော်ဆိုတော့ဒီပွဲမှာကျွန်တော်ရဲ့ Joshua Ban အတွက်အင်မတန်မှဒါအနေများတာက back position မှာ back position သာပြီးမိရင်အလုံးလေးတွေးပြီးသားဖြစ်မှာပါ Brandon Moreno တို့ကိုလှုပ်သွားသလို Tesrit Taran ဟာဆိုတော့ဖြစ် back position သာပြီးမိလို့ရှိရင်တောက်တက်လို့တွဲကတ်နေမှာဖြစ်ပြီးတော့လုံးဝကိုเนาะဒါလှုပ်ချတော့မှာမဟုတ်ဘူးဆိုတော့အင်မတန်မှအနေများပါတယ်ပထမ2ချီ3ချီเนาะကျွန်တော်တို့ဒါလဲချက်မခံရအောင်တော့ဒါ Joshua Ban အနေနဲ့လုံးဝကိုထိတ်တောင်း defense ကောင်းမွန်လုံးမရမယ်ဆိုတော့အင်မတန်မှအရောက်မှအရေးကြီးတယ်ဒီကောင်ကတော့ Tesrit Taran ကတော့ရှင်ထိုးမှာတော့မဟုတ်ဘူးရှင်ထိုးရင်တော့ဒီကောင်ကခွေးဖြစ်သွားမှာလား Joshua Ban ရဲ့ boxing skill ကတော့လာမရှင်နဲ့တော့သေသွားလိမ့်မယ်ဆိုတော့ပထမတစ်ချီ2ချီ3ချီသာချုပ်လို့မရဘူးဆိုရင်ဒါ Joshua Ban ရဲ့အလှည့်ရောက်သွားပြီပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ပွဲဒါကျွန်တော်တို့ကြေးပေါက်တဲ့နေထားမှာဆိုရင်လည်းပဲသူတို့ရဲ့ record တွေကိုကြည့်တယ် MMA မှာ ground bind နဲ့ striking bind မှာဆိုရင်ဒါ ground bind တွေကအမြဲတမ်းအနိုင်ရကြတာဖြစ်တဲ့အတွက်ဒါ Joshua Ban ကအောက်ကြီးပေါက်နေတာဖြစ်တယ်ဒါပေမဲ့မတိမ်မရိမ့်ပါပဲဘယ်သူမှမဆိုအနိုင်ရသွားနိုင်တဲ့အနေထားမှာရှိတယ်ဒါပေမဲ့ ground နဲ့ striking မှာကျတော့ ground bind သမားတွေကအနိုင်ရတာများတဲ့အတွက်အခုလိုမျိုး Joshua Ban ကအောက်ကြီးပေါက်နေတာဖြစ်ပြီးတော့နောက်တစ်ခုကဒါ Tesrit Taran တို့ဘက်ကနေ Joshua Ban ကိုတရားရခိုင်တော့အနိုင်ရအောင်တနိုင်ငံလုံးစစ်စီးလုံးလေးကိုဒါ analysis လုပ်ပြီးတော့ဒါ Joshua Ban ရဲ့အားနည်းချက်ကိုဖော်ထုတ်လိုက်တဲ့သတင်းတွေတက်လာနေလို့ Joshua Ban ရှုံးမယ်ဆိုပြီးတော့တက်အပ်ပြောနေကြပြီဖြစ်ပါတယ်မြန်မာပြည်သက်တွေကတော့ဘယ်သူပဲပါပြောJoshua Ban ကိုပဲအပြည့်အဝယုံကြည်တဲ့